တူမလေးစုစုကျွန်တော်မိန်းမနဲ့ကျွန်တော်အိမ်အောင်ကြတာ10နှစ်ကျော်ခဲ့လေပြီအိမ်အောင်တက်10နှစ်ရှိပေမဲ့တာသမီခုထိမထွန်းကားသေးပါဘူးကျွန်တော်မကြီးဖြစ်သူကျွန်တော်မိန်းမရဲ့အမမှာတော့တားတစ်ယောက်သမီးတစ်ယောက်ရှိလေသည်သူဆိုမိဘတွေဆုံးသွားတော့သူတို့ညီမ2ယောက်ကိုအိမ်ချင်းကက်ချက်အမွေပေးခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့မိသားစုနဲ့သူတို့မိသားစုကနှစ်အိမ်တအိမ်နေထိုင်လာခဲ့ကြသည်မရီဖြစ်သူရဲ့သမီးကြီးနာမည်ကစုစုဖြစ်သည်ငယ်စဉ်ကတည်းကကျွန်တော်တို့အိမ်မှာပဲစားကျွန်တော်တို့အိမ်မှာပဲဆော့ကျွန်တော်တို့အိမ်မှာပဲအိတ်လာခဲ့သူဖြစ်သည်ငယ်ကအိမ်လာဆော့စဉ်ကျွန်တော်တို့လင်မယားနှစ်လုံးလို့ကောင်းနေတော့သူအခန်းတကားဖွင့်လိုက်လို့အချိန်ပြတ်ခဲရဘူးသည်အဲ့ဒီအချိန်တုန်းကစုစုအသက်မှာ4နှစ်မြသာရှိအောင်မီအခုတော့ကျွန်တော်မျက်စိရှိမှပင်အပြိုဖားဖားဖြစ်နေလေပြီအပြိုလို့သာပြောရတာသူ့အသက်က16နှစ်ဝန်းကျင်ပဲရှိသေးပါတယ်အသက်ကငယ်ပေမဲ့ကိုလုံးကထွာလာပါတယ်တင်တွေရင်တွေကတော့တင်းကားနေတာပဲတရက်တော့ကျွန်တော်အိမ်မှာတယောက်တည်းဖုန်းသုံးနေတော့သူရောက်လာပါတယ်စကားမဆက်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်တော့ကျွန်တော်မိမကလည်းစပင်ညက်ခေါင်းလျှော်ဖို့မြို့ထဲကိုသွားနေတယ်စုစုအိမ်ပေါ်တက်လာပြီးကျွန်တော်ဘေးနားမှာလာထိုင်ရင်ဦးလေးဘာတွေလုပ်နေလဲလို့မေးပါတယ်ကျွန်တော်လည်းကြည့်လက်စာဟိုဒင်းကားကိုပိတ်ပြီးဖုန်းသုံးနေတယ်ဗျာလို့ပြန်ပြောလိုက်ပါတယ်သူကဦးလေးမဖို့ပေးလို့ပြောတော့ဘာလုပ်ဖို့လဲလို့ကျွန်တော်ပြန်မေးလိုက်ပါတယ်ညနေတငယ်ချင်းတွေနဲ့မုံသွားစားမလို့ပေးပါလို့ပြောပြီးကျွန်တော်ပေါ်တက်ထိုင်ပြီးချွဲလေတော့သည်ကျွန်တော်လည်းခုနကဟိုဒင်းကကြည့်နေတော့အတန်ကထောင်းနေတာပေါ့ကျွန်တော်ရဲ့ထောင်မှတ်နေတဲ့အတန်နဲ့သူတင်မာနဲ့ထိနေတော့ပိုထောင်လာတော့တာပေါ့အဲ့ဒါနဲ့ကျွန်တော်လဲနေအောင်အခန်းထဲသွားယူလိုက်အောင်မယ်ဆိုပြီးအခန်းထဲဝင်ခဲ့တယ်အခန်းထဲရောက်တော့တူမလေးရေလာအောင်လို့အော်ခေါ်လိုက်တယ်စုစုလည်းအခန်းထဲရောက်လာတာပေါ့မှုတ်သွားစားမှာယောက်ျားလေးတွေပါလားလို့ကျွန်တော်မေးလိုက်တယ်မပါပါဘူးဦးလေးရေလို့သူကပြန်ပြောတာပေါ့နင်ကောင်လေးရနေပြီလားလို့ကျွန်တော်မေးလိုက်တော့သူကမရှိသေးပါဘူးဆိုပြီးပြန်ပြောတယ်အဲ့ဒါဆိုဒီလိုဟာကိုမကင်ကြည့်သေးဘူးပေါ့ဆိုပြီးပြောရင်းသူ့ရဲ့လက်ကိုကျွန်တော်ရဲ့အတန်ကြီးပေါ်တင်ပေးလိုက်တယ်အမလေးဆိုပြီးသူလန့်ပြီးအတန်ထွက်သွားတဲ့မျက်နှာကလည်းနီးရဲနေတာပေါ့ရင်ဘက်ကလည်းမောက်လာလိုက်ကျသွားလိုက်နဲ့သူရင်းတွေတုံနေတယ်မကြောက်ပါနဲ့တူမလေးရဲ့ရော့ကင်ကြည့်ပါဆိုပြီးကျွန်တော်အတန်ကြီးကိုသူ့လက်နဲ့စုပ်ကင်ခိုင်းလိုက်တယ်ကျွန်တော်လည်းသူ့ပေါက်စီလုံးလုံးလေးတွေကိုဖြည်းဖြည်းချင်းစုပ်ကင်လိုက်ပါတယ်အထီးတွေ့မရှိသေးတဲ့စုစုလည်းကျွန်တော်အတန်ကြီးကိုကင်ပြီးရင်တွေခုန်နေလေရဲ့အဲ့ဒီလိုနဲ့စုစုကိုကျွန်တော်ဖတ်ပြီးနမ်းလိုက်တဲ့နမ်းရင်းနဲ့သူ့ကိုကတင်ပေါ်လဲလိုက်ပြီးသူ့ရဲ့ပြပြလေးကိုအားရပါရမှုတ်ပေးလိုက်တဲ့သူလည်းဖီးတွေတက်လာပြီးလွတ်လူးလာတာပေါ့အဲ့ဒီလိုလူးလာတာနဲ့သူ့ဘော်ကနေတက်ပြီးသူ့ပေါက်လေးကိုကျွန်တော်အတန်နဲ့တက်လိုက်တယ်ဦးလေးတအားမလုံးနဲ့နော်ဆိုပြီးသူ့စီကအတန်ထွက်လာတယ်ကျွန်တော်လည်းသူ့ပေါက်ထဲကိုကျွန်တော်အတန်ကိုဖြည်းဖြည်းချင်းသွင်းတော့တယ်သူ့စီကနေအင်းဆိုပြီးအတန်တွေထွက်လာတယ်ကျွန်တော်လည်းသူ့ဟာထဲထုတ်လိုက်သွင်းလိုက်လုပ်နေတာပေါ့အရန်ကိုကြက်ပြီးကောင်းနေတာပဲကျွန်တော်ကြမထိန်နိုင်ပဲတအားဆောင်းတော့တာပေါ့သူကလည်းအားဆိုပြီးအော်တော့တာပဲ10ချက်လောက်တအားဆောင်ပြီးရောကျွန်တော်သူ့ပေါက်စီတွေပေါ်မှာအနှစ်တွေပန်းထုတ်လိုက်တော့တယ်သူလည်းတအင်းနဲ့ငြိမ်ကျသွားလေတော့သည်